numbers တဲ့နံပါတ်တွေပေါ့နော်ကဏ္ဍနံပါတ်တွေပါအဲ့တော့နံပါတ်တွေတဲ့ numbers တွေကဘာတွေလဲအဲ့ numbers တွေကိုတဲ့လူတွေသိတဲ့ numbers တွေကဘာတွေလဲပေါ့ဒီနေ့စနာကြည့်ပါကျမတို့လောကကြီးမှာကျမတို့စဖြစ်လာဆိုရင် numbers တွေနဲ့ကျမတို့မစိမ့်မအောင်ဥပမာကျမအသက်53နှစ်ရှိပြီ numbers ပါကျမတရားနှစ်နှစ်မှာနေပါတယ် numbers ပါပဲကျမဘယ်နှစ်ခုနှစ်ကတော့ကြောင်းပြီးလာတယ်ကျမဒီလောက်ထုံးတာ10နှစ်ရှိပြီအားလုံးက numbers တွေပါအဲ့တော့ numbers ဆိုပြောလိုက်တဲ့ကဏ္ဍတွေဒီလေအကျောင်းနဲ့အများကြီးမစိမ့်ဘူးဒါပေမဲ့လုပ်ငန်းလုပ်မယ်ဆိုရင်တော့ကျမတို့ပို့ပြီးသိတဲ့ numbers တွေပြပါတယ်စီးပွားရေးလုပ်ငန်းလုပ်ပြီးပြောရင်ဘယ်ဟာအရေးကြီးတာလဲတို့အားလုံးဒီလေ cash balance bank balance အရေးကြီးတာပေါ့အဲ့ဒါလေး numbers ပါငါဘဏ်ထဲမှာငွေသားဘယ်လောက်ရှိရဲငါလက်ထဲမှာငွေသားဘယ်လောက်ကျန်ဒါ numbers တွေပါဒီဟာနဲ့ငါဘာဆက်လုပ်လို့ရမှာလဲတွက်တာ numbers တွေပါပဲနောက်တစ်ခုဒီနေ့ရောင်းဘယ်လောက်ရှိပြီလဲဒီနေ့ကဘယ်လောက်ရောင်းရလဲပြီးခဲ့တဲ့အပတ်ကဘယ်လောက်ရောင်းရတယ်ပြီးခဲ့တဲ့လကဘယ်လောက်ရောင်းရတယ်အဲ့ဒါ numbers တွေပါအဲ့တော့ကျွန်တော်တို့ဒီ numbers ကိုအသုံးချရင်ကျမတို့ live မှာပိုကောင်းတဲ့ဟာတွေဖြစ်လာမယ်ပိုကောင်းတာတွေရလာနိုင်ပါတယ်အဲ့တော့လုပ်ငန်းတွေထဲမှာလည်းအရောင်းဆိုကြပါစို့ဒီနေ့တော့ကျမရဲ့အရောင်းကစံချိန်တင်ငါတို့ဒီနေ့တော့10သိန်းရောင်းရတယ်ပုံမှန်သူ့ရောင်းကတစ်လတစ်ယောက်3သိန်းဖြစ်နေလိမ့်မယ်သူထားစံချိန်တင်10သိန်းရောင်းရတယ်သူ့အတွက်အရင်ပျော်စရာကောင်းတဲ့ရက်ပဲ10သိန်းဆိုတာဒါပြီးသူလုံးဝသူ့ရဲ့ break ကိုကျော်သွားတာတသိန်းကနေသူ10သိန်းကိုဖြစ်သွားတယ်10သိန်းကနေ9သိန်း8သိန်း9သိန်း10သိန်းဒီနားပြန်ရောက်ဖို့အတွက်သူပုံမှန်စူးစမ်းနိုင်ရင်သူဒီ level 1နဲ့ level 2ကိုသူတက်သွားတာဒါပေမဲ့နေရာရောက်သွားပြီးတော့မှသူတရက်မှသူ30ဖြစ်သွားရင်ပေါ့လေသူနောက်တစ် break တစ်ခုထပ်ချိုးလိုက်တာပါဒီလိုပဲကျမတို့ဒီလို break ချိုးဖို့ဆိုတာကျမတို့ကဏ္ဍကိုကျမတို့မသိနေကျမတို့သွားလို့မရပါဘူး။ဒါကြောင့်မလို့တဲ့မိသူမဆိုဘယ်သူမဆိုကျမတို့ဒီ numbers တွေကိုကျမတို့ကင်ပြီးကျမတို့ရဲ့ live ကျမတို့ရဲ့ဘဝမှာဒီ numbers တွေကိုအလုံးလုံးဒီ number တွေကျမတို့ကြည့်နေတယ်ကျမတို့ live ကတစ်ဆင့်ပြောင်းလဲသွားမှာပါဒီတော့ကျမပြရင်းပြတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့တဲ့ကိုယ့်ရဲ့ life ကိုယ့်ရဲ့ business မှာအတွေ့အကြုံကြုံတရားရရှိဖို့ကျမမျှော်လင့်ပါတယ်ကျမမျိုးမှာကျမ train business solution founder ပါ CEO လည်းဖြစ်ပါတယ်အမြဲတလို့ကျမရဲ့ page တွေပေါ်မှာ accounting နဲ့ပတ်သက်တာတွေ business နဲ့ပတ်သက်တာတွေ motivation နဲ့ပတ်သက်တာတွေတစ်ခုမဟုတ်တစ်ခုအမြဲတလို့ပဲဝင်ပြရရှိပါတယ်ဒီတော့အစီအဝင်စားတဲ့သိကျင်နေဆိုရင်တော့ကျမရဲ့ page တွေဖြစ်တဲ့ train business solution page မျိုး consultant coach page တွေ TikTok ပေါ်မှာနောက်ထပ်လာနိုင်ပါလိမ့်ရှင်အားလုံးလည်းကောင်းကောင်းနေဖြစ်ပါစေရှင်